ဆရာကြီးပါလားဆရာကြီးအေးကွာဆရာကြီးနေကောင်းပါရဲ့နော်နေကောင်းပါလေကွာဆရာကြီးမတွေ့တော့ကြာပြီဆရာကြီးရဲ့မတွေ့ဆိုဆရာလေးအပြင်သိမ့်မထွက်ပြီဘူးဟာအခုတော့မှလေဟိုငါတပည့်ကိုစပင်းနဲ့ရှိလာတတိယလားဆရာကြီးရဲ့ကျွန်တော်တို့လေဟိုကိုဘွားကိုရုံးကန်နေရတာဆိုတော့ဟိုဆရာကြီးကိုတီးတီးတက်တက်လာပြီးမကြောပြဘူးဆရာကြီးရဲ့ခုနကမှနော်ဆရာကြီးနားလေပါလေကွာတို့ဆရာဆရာမတွေဆိုတာကစေတနာရေးဝါသနာရေးအနှစ်နာရေးနာသုံးနာကိုအခြေပြုပြီးမင်းတို့ကလေးတွေကိုဖျောင်းကိုပုံသွင်းလာကြတာမဟုတ်လားဟုတ်တယ်ဆရာကြီးရဲ့သိဟုတ်တာပေါ့ဟိုကျွန်တော်တို့ကလည်းဆရာကြီးရဲ့တုံသင်ဆုံးမမှုတွေကြောင့်ဒီချိန်ကြီးကိုကြီးပြင်းလာခဲ့ရတာလေညလိုက်နေအော်ဆရာကြီးဆရာကြီးလည်းကျွန်တော်တို့ငယ်တုန်းကစာသင်ခဲ့တဲ့အကြောင်းအရာတွေကိုဆရာကြီးခုချိန်မှတ်မိလို့ဟောဘယ်နဲ့ပြောပါလဲမောင်မီတွေ့ရဲ့တို့ဆရာတွေကလေအသက်ကြီးလာလေလေငငယ်တုန်းကတပည့်တွေအကြောင်းတွေတွေးရင်းနဲ့ပီတိတွေဖြစ်တယ်ကွာအော်ပီတိတောင်ဖြစ်တယ်ပေါ့ဖြစ်တာပေါ့ဆရာစာပီတိစားရှိရဲ့ဆက်ကြီးနေပါဆရာကြီးညညမိမှာမောင်ကြီးတို့ခင်ဗျာဒီဘက်တချမ်းကြံနေတယ်လေဟာလာမယ်ဟောတစ်ဖက်မှတစ်ဖက်လာမယ်ကျွန်တော်ကဒီဘက်ကိုဒါခံစားနေဆရာကြီးမလို့ကျွန်တော်ခံစားပြီးတေချာညက်ပြီးနေတာဟာလာမယ်လာနေတော့တစ်ဖက်ချင်းတော်တော်ကိုအကြည့်အစိုးနေတာပဲကွာဟာလာမှာပေါ့ဆရာကြီးရိတ်မယ်နော်ဆရာကြီးဆရာကြီး6တန်းနေ့တုန်းကလေတောက်ယူခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကြီးကျွန်တော်ရိုက်ခဲ့တာဆရာကြီးမှတ်မိလားဆရာကြီးရေးပြီးတော့ကွာကျွန်တော်ချင်းရှားရှားကြီးကိုမှတ်မိနေတယ်ဆရာကြီးတောက်ယူခွဲတာကျွန်တော်မဟုတ်ပါဘူးလို့ဆရာကြီးကအတန်တန်ပြောနေတဲ့ကြားကနေဆရာကြီးကကျွန်တော်ရိုက်ခဲ့တာလေဟုတ်တယ်နော်ဆရာကြီးဒီလိုညာဒီဘက်ချမ်းကိုပြပါတော့ကွာလာမှာပေါ့ဆရာကြီးဖြစ်ပေါ့လာမယ်နော်ဟာဟေးမုတ်စိတ်မွေးတော့တော်တော်ရှိသေးပြီပဲကျွန်တော်ရှင်းပေးမယ်လှသွားစီရမယ်ဆရာကြီးလှသွားစီရမယ်ရှင်းပေးမယ်ပြောင်းသွားအောင်ကျွန်တော်ရှင်းပေးမယ်ရပြီခုနတန်းနေတော့မှာဆရာကြီးကျွန်တော်ကိုကောင်မလေးတွေရှင်းမှာဖယ်လှန်ပြီးတော့ရိုက်ခဲ့တဲ့ဆရာကြီးမှတ်မိတယ်လားမှတ်မိရတယ်ကွာ3ချက်တော့ဆရာကြီးကြိမ်လုံးနဲ့3ချက်ရိုက်ခဲ့တာမကွာနောက်ဆုံးချက်တော်နားတယ်နော်ဆရာကြီးဟုတ်ပါဘူးလေမဟုတ်ပါဘူးကျွန်တော်ဆမ်းမွေးရိုက်ပြီနော်ဒီဗီဒီယိုလေးကိုကြည့်စုပြီးလို့ရှိရင် like share follow လုပ်ပေးကြပါလို့ YouTube ထဲမှာကြည့်စုနေတဲ့သူကတော့ subscribe ခေါင်းလောင်းလိုက်ပေးကြပါလို့မေတ္တာရက်ခံပါတယ်